A2 ချိုရည်မှကျူစုပါရရှင်ဒီနေ့တင်ပြပေးမယ့်အကြောင်းအရာလေးကတော့ကျမတို့ A2 ချိုရည်မှာရောင်းချပေးနေတဲ့ jelly ချောင်းထိုးဆက်အကြောင်းကိုရှင်းလင်းတင်ပြပေးသွားပါမယ်ကျမတို့ jelly ချောင်းထိုးဆက်ကိုတချို့လူတွေကအသုံးပြုရတာနည်းနည်းခက်ခဲတယ်လို့ပြောပါတယ်ဒီမှာဆိုလို့ရှိရင်အကုန်လုံးကိုကျမတို့ကဒီဆက်နဲ့ပတ်သက်ပြီးတော့လေးလုံးအောင်ကုန်ပိတ်ရပါတယ်နော်လေးလုံးအောင်ကုန်ပိတ်ရပါတယ်ဒါဆိုလို့ရှိရင်ဒီနေရာလေးမှာလည်းလေမလုံလို့မရပါဘူးအကုန်လုံးကိုလေးလုံးအောင်တင်းတင်းလေးကျစ်ထားရပါတယ်ဒီပိုက်ခေါင်းမှာလည်းဒီလိုကျစ်နေအောင်ပိတ်ထားရပါတယ်နောက်ပြီးတော့ဒီဟာဆိုလို့ရှိရင်8လီတာထက်ကျော်ပြီးတော့အရေကိုထည့်လို့မရပါဘူးအဲ့ဒါဆိုလို့ရှိရင်8လီတာထက်ကျော်သွားလို့ရှိရင်လေမဖောင်းတာတို့ပိုက်ထဲကိုရေမရောက်တာတို့မျိုးစုံပြဿနာဖြစ်နိုင်ပါတယ်အဓိကတော့လေလုံရပါမယ်လေမလုံလို့ရှိရင်ဒီပိုက်မှာရေဘလို့မှသူကဝင်မလာပါဘူးဒါကဂျယ်လီချောင်းထိုးမဲ့အရှိကတန်လေးပါအခုကျမတို့ဂျယ်လီချောင်းနမူနာထိုးပြပါမယ်အိတ်ခွန်လေးနဲ့